တထေးဆိုတာတကယ်ကျွမ်းတဲ့လူကိုခိုင်းကျင်တာမဟုတ်ဘူးလားကျွမ်းတဲ့လူဆိုရင်တထေးလက်မလွတ်တော့ဘူးနော်ဦးစင်42နှစ်လှုပ်ရှားတာအဲ့ဒါဦးစင်တော့ဒီလေမုန်းတာအမြင်ကတ်တာဦးစင်ကဥမာကွာလှုပ်ခိုင်းဘာဖြစ်လို့လှုပ်ရတာဟိုလိုလှုပ်ဒီလိုလှုပ်ရင်မရဘူးလားဘယ်ကြိုက်မလဲနော်ဆိုလိုတာကတော့ကွာဦးစင်စပြီးဟိုအတိုက်ခံဖြစ်တယ်ဦးစင်ကိုဗရင်မောင်းလာဒီလိုလှုပ်ခိုင်းတာဘာလို့တာလဲဒါလွမ်းတာဗျာတဲ့ခင်ဗျားကိုဘယ်သူကပြောလဲဗရင်ပေါင်းမှလာပြီးဒီလိုထောက်တာလွမ်းတယ်လို့ဟုတ်ပြီကိုကျော်ကဘယ်လိုလွမ်းချင်လဲကျုပ်ကငရုတ်သီးထောင်းပြီးလွမ်းချင်တယ်ကဲကိုရမ်းချစ်တယ်ဆိုတဲ့မိန်းမတယောက်ကိုငရုတ်သီးထောင်းတဲ့အချိန်မှာတတိမရနိုင်ဘူးလားဟမ်ကဲပြောကြည့်လေအဲ့ဒီရလိုက်တဲ့အတွက်ကြောင့်ဒီမှာအချက်ကမှားပြီးတော့ငရုတ်သီးဘက်ကမျက်စိတွေဝင်သွားတယ်ဝင်သွားလိုက်တာနဲ့ဒါရိုက်တာမတင်တဲ့စကားတခွန်းပေါ့မျက်စိဆက်သွားပြီမင်းငါအပေါ်မှာလွှမ်းမိုးလိုက်လားကွာဆိုနာမည်ကြီးသွားသူများကိုတင်တဲ့စကားတွေမဟုတ်တော့ဘူးတွေးတွေကြီးပဲအဲ့တော့ဈေးကြီးသွားတယ်တဖြည်းဖြည်းနဲ့ခင်ဗျားတို့မှာရွေးချယ်ခွင့်ရှိတယ်ခုဒီတိုင်းသွားနေတာနဲ့မရက်နဲ့တော့တချို့လူတွေမှာအဲ့ဒီအတွေးခေါ်ရှိတယ်သူကဒီနှစ်လာမင်းခင်ဗျားပါလေမန်နေဂျာနောက်တစ်နှစ်ကျနောက်တရားယူတက်သွားတယ်နောက်တစ်နှစ်လာလဲမန်နေဂျာတည်တဲ့အထီမန်နေဂျာဆိုတော့မကောင်းဗမာနာမည်ပြတ်တယ်ဒါလေးကလည်းစိတ်ကလေးကိုပဲအားပေးလိုက်တာမဟုတ်ဘူးလားလူတယောက်ဟာပြောပြီးရင်မပြောခင်စဉ်းစားပြောပြီးမပြင်းနဲ့တော့ပြောတဲ့အတိုင်းလို့အဲ့မှာဒီကကလေးလေးတယောက်ကဟိုအပေါ်မှာမေးတယ်မှားနေရောအဲ့ဒီဘာကြောင့်မှားသလဲဆိုတာလက်ခံအောင်ပြောမှားတယ်လို့ဦးစင်းကိုယ်တိုင်လက်ခံရင်ချက်ချင်းပြင်လိုက်ပြင်တာလွယ်တယ်လीမပြင်မဲထားတာပိုကြားတာအဲ့ဒါကိုဦးစင်းဥပမာနဲ့ပြောမယ်မြတ်စွာဘုရားနဲ့အင်္ဂုလိမာနနဲ့တွေ့တယ်ဒီလူကြီးကလည်းဘယ်သူမြောက်ပေးလိုက်လဲမသိဘူးလက်ညှိုး1000ဆိုသူဖြတ်တာ999ချောင်းဆိုတော့ဦးစင်တွေးကြည့်တယ်လေးမှာနော်1000ဆိုသွေးတွေနဲ့လဲသူတရထဲနဲ့အကုန်ပြေးတာဟိုတော်တော်ကြာမှာအဲ့ဒါကြီးအနံ့ကြီးနဲ့သူ့ကိုယ်ကသွေးတွေနဲ့စိတ်တွေညစ်ဘူးလားမသိဘူးဆိုတော့ဦးစင်ပြောချင်တာကအဲ့1000ဖြတ်ခိုင်းတဲ့လူကိုမဖြစ်ပါစေနဲ့ဘာမှညာမှမသိတဲ့လူကလိုက်ဖြတ်မှာပဲသူ့ဆရာပြောတာဟုတ်အဲ့တော့ဆရာတင်တယ်မမားစေနဲ့နော်